တို့ပထမဆုံးဒါ reading 2လေးတွေကိုဖတ်မယ်ပေါ့နော်ရှေ့မှာပြောခဲ့တဲ့လူလေးတွေဖတ်မယ်နောက်တစ်ခုက reading ဖတ်တဲ့အခါမှာဘာလို့ရမလဲဆိုသူတို့ကလူမျိုးဆိုင်ကဆိုပြီးခဲ့တဲ့လကကျွန်တော်လေးပဲအဲ့လိုမျိုးတွေဘာသာပြန်နေတာထက်ဆိုင်ရင်ဒါတိုင်းမြန်မာလိုပြန်သွားတာတော့ပိုကောင်းတယ်ဒါပေမဲ့စင်စရတော့ဒီမှာရှိသမျှအကုန်လုံးမြန်မာပြန်ပြီးသွားမယ်နော်ဝတ်တရှိဝါတဲ့ဟာနီနာနီကိုအကင်းမစတာကကျွန်တော်ကအမေကိုဘာပေးခဲ့တာလဲနံပါတ်1ကလျော်ကိုခရီးတာနံပါတ်2ကကျတော့ဟာနာပန်းပေးတာလားဥခါရှိနံပါတ်3ကမုတ်ပေးတာလားနံပါတ်4ကကျတော့အဲဟာကခီရုပ်ပုံပို့စကပ်ပေးတာလားဟုတ်ပြီနော်အဲ့တော့ဒီကအာကင်းမတ်တွေ့တာနဲ့ကိုဟာပေးတာကိုမေကိုဘာပေးလိုက်တယ်ကိုပေးတာပဲရှာရမှာဒါပေမဲ့ဖတ်လိုက်မယ်နော်စန်ကစ်ဆိုပြီးခဲ့တဲ့လကတဲ့ဝါတာရှိမှုကျွန်တော်လေးပဲဟာမှုကျွန်တော်ရောအမေရောပေါ့နော်ဒီကိုနီခီမာစတာခရီးသွားခဲ့တယ်ဝါတာရှိကကျွန်တော်ကရှိကိုနီအစ်တဲ့ရှိကိုသွားပြီးတော့ဒါမှမဟုတ်နိုင်ငံလေးကိုပေါ့နော်၄နိုင်ငံပေါင်း၄နိုင်ငံကိုသွားပြီးတော့တော့ဒီမှာ beaches ပါတယ်နော် beaches ကအနုပညာပြတဲ့ဒီကိုကြည့်ခဲ့ပါတယ်တဲ့ဟာဝမိမိကတော့ဟိုဂိုက်ဒိုမှာခီရိနာဟာနာမိမစတာလှပတဲ့ပန်းတွေကိုကြည့်ခဲ့တယ်အဲ့ထီကိုစဲတို့ဒီမီးထားတဲ့ချက်လုံးဝမပါသေးဘူးထပ်ဖတ်မယ်နော်ဝါတာရှိဝါတဲ့ကျွန်တော်ကအိုမီယာကဲနီအမှတ်တရအနေနဲ့အိုမီယာကဲနီအမှတ်တရအနေနဲ့အဲဟာဂါခီကိုအာခဲအဲဟာဂါခီရုပ်ပုံပိုးစကတ်ကိုတဲ့ပေးပြီးတော့ဗောနော်ဟာကာရာအမီစီကနေအိုအီရှိအိုကာရှိကိုမွန်တိုင်းမှာしたရတာရှိတဲ့မုတ်ကိုလက်ခံရရှိခဲ့တယ်အမေစီကနေရတာရှိတဲ့မုတ်ကိုလက်ခံရရှိတယ်ဆိုတော့မုတ်ကကြတော့အမေစီရရတာကိုကအမေကိုပေးတာမဟုတ်ဘူးဆိုတော့တမားတယ်အဲ့တော့ကိုကအမေကိုဗာပေးလိုက်တာလေအဲဟာဂါခီကိုအာခဲရုပ်ပုံပိုစကတ်ကိုပြီးတာဖြစ်တဲ့အတွက်အဖေကရုပ်ပုံပိုစကတ်နံပါတ်4ဖြစ်သွားတယ်နော်ရမလားနံပါတ်1ပြီးသွားပါပြီဟဲ့ဆက်စလို့နောက်နံပါတ်2အနေနဲ့မိဖို့ရင်ဖတ်မယ်ဝါတာရှိနောင်လျော်ခိုးတော်ရှာရှင်းဝါတိုးတဲ့ဒီစကကျွန်တော်ရဲ့ခီးသွားဓာတ်ပုံဆိုတာဘယ်ဟာလဲရှေ့မှာပြောခဲ့သလိုပဲပထမတစ်ခုကယောက်ျားလေး3ယောက်မိန်းကလေး2ယောက်နံပါတ်2ကကျတော့ယောက်ျားလေး4ယောက်မိန်းကလေး1ယောက်မိန်းကလေးဆိုတော့အမေပဲဖြစ်မှာပေါ့နော်မိသားစုပုံဆိုတော့အဲ့ဆိုတော့အမေရဲ့ဖေရဲ့မိန်းကလေး3ယောက်လားဒါဆိုရင်မိန်းကလေး3ယောက်အမေရဲ့ညီမလေး2ယောက်ရဲ့ညီလေးနဲ့မောင်လေးရဲ့အဖေရဲ့ပေါ့နော်အဲ့ဆိုပုံကြည့်ပြီးသွားပြီဆိုတော့ဆဲတို့စာပိုက်ကိုတော့ဖတ်မယ်ဝါတာရှိနောခါစုခုပါတဲ့ဂုံနင်းခါစုခုတဲ့မိသားစု9ယောက်အကုန်လုံးက9ယောက်ကြီးပဲဆိုတော့ဒါမှန်သေးရဲ့ပြီးသွားရင်ချစ်ချီတို့ဟာတို့အနီတို့အိုတိုတို့တဲ့အဖေရဲ့အမေရဲ့အကိုရဲ့မောင်လေးရဲ့ဆိုတော့ယောက်ျားလေးကအဲ့ဒီမှာပဲကြည့်တိုင်းအဖေရှိမယ်အကိုရှိမယ်ညီလေးမောင်လေးရှိမယ်အဲ့တော့ယောက်ျားလေး3ယောက်သို့မဟုတ်4ယောက်ဖြစ်မှာပေါ့ကိုကျန်သေးတာကိုကယောက်ျားလေးတော့မိန်းကလေးတော့သူမပြောထားသေးဘူး